တူတူဒီကကြည့်ပါလေဆိုင်ငယ်မျိုးတွေနဲ့ဒီကနောက်ပြောင်းတော့ပီပီဒီပေါ်ဒီရဖြစ်ပါလေသူတို့နှစ်ယောက်ကတော့အမွာညီကိုပေါ့နော်ဆိုတော့သူတို့နှစ်ယောက်ကတော့ဒီ Triangle Music Team ကိုသူတို့ lead လုပ်တဲ့ညီကိုနှစ်ယောက်ဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ဒီဖော်ဝါဖန်ဘက်ကပဲဖြစ်ပါတယ်ဒီကောင်ဖြစ်တာနောက်ပြီးတော့မိမိကဒီကတော့နောက်ပြီးတော့ဒီကသောမတ်ဒီကတော့ဒီကိုသောမတ်ရဲ့တမီးဖြစ်ပါတယ်ဟိုဘက်ကမဖော်ဝါနော်ကိုစောဘက်ကိုရဲ့မျိုးသမီးဒီလိုမျိုးဖြစ်တာကို AC ဒီ program မှာဒီမှာဖြစ်ပါတယ်ဒီကဖြိုးဝေကျော်ဖြစ်ပါတယ်ဖြိုးဝေကျော်တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ဟို AMS ဆိုရဆိုတဲ့ TV program ဒီမှာတော့ expected နဲ့ပတ်တူတော့နော်အဲ့ဒါနဲ့မရလာတဲ့ဒီလေးဖြစ်ပါတယ်ဟိုဘက် bass guitarist စနေစီဖြစ်ပါတယ်ဒီမှာတော့ဒီကတော့ drum တီးတဲ့စူလေးဖြစ်ပါတယ်ကျွန်တော်တို့နောက်တစ်ယောက်ကျန်တယ်နောက်တစ်ယောက်ကတော့ကင်မရာမှာရှိတဲ့သူရဲ့ mask မှာသွားတော့အဲ့ဒီပေါ့နော်မနေ့ကမှသူပြန်လာကြဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် start ယုံငါတောင်းရှိသူများအားလုံးလည်းသူရဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ကသူတို့ရဲ့တောင်းရှိသူများလည်းကျွန်တော်ထင်ကားပြောဖြစ်တယ်ဒီမှာမြောက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့နေတဲ့ music therapy ပေါ့နော်ကျွန်တော်တို့ musician တွေဖြစ်တဲ့အတွက်ကြောင့် music therapy program တွေမှာများရှိလာပေါ့နော် training တွေကျွန်တော်တို့တက်ချင်တဲ့လူတွေချို့ရှိတယ်ဆိုတော့လုပ်ပြီးလို့ရလာပါကြတယ်သူတို့လည်းအဲ့ဒီကိစ္စလေးတော့ကျွန်တော်တို့အကြံပေးပြောဖြစ်ကြတယ်ပေါ့နော်ဆိုတော့နောက်ပိုင်းမှာသူဒီ start ကလူများနဲ့လည်းကျွန်တော်တို့ training မိုင်းဆိုင်အောင်နော်လက်တွေ့လောက်ဆောင်ပြီးဖို့များဖြစ်လာမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်